ကောင်မလေးဟာ9 ပေလောက်ရှိတဲ့မွေကြီးတစ်ကောင်ရဲ့အကိုက်ခံခဲ့ရတာပါဒါပေမဲ့အဲ့ဒီလိုအကိုက်ခံရပြီးတဲ့နောက်ထပ်စက္ကန့်ပိုင်းအတွင်းမှာပဲသူမစီမှာတိရစ္ဆာန်တွေရဲ့စကားကိုနားလည်နိုင်တဲ့ထူးခြားတဲ့စွမ်းအားတစ်ခုရောက်လာလိမ့်မယ်လို့အိမ်မက်တောင်မမှတ်ခဲ့ဘူးပါဘူးသူမတယောက်ကြောက်လန့်တုန်လှုပ်လို့မဆုံးသေးခင်မှာပဲအရှိတက်မှာဇိမ်ခံကားတစ်စီးဝုန်းကနေလာရက်ပါတယ်ကားပေါ်ကနေရုပ်ချောလူကြီးတယောက်ဆင်းလာပြီးတောင်ပေါ်ကနေပြန်ဆင်းရမယ့်လမ်းကိုမေးပါတော့တယ်ကောင်မလေးတယောက်ဘာလို့ရမှန်းမသိစွန့်အိမ်ထားတဲ့အချိန်မှာပဲသူမကိုကိုက်ခဲ့တဲ့မွေကြီးကလမ်းဆောင်ရောက်ရင်ဘယ်ဘက်ကိုကွေ့သွားရမယ်လို့ကောင်မလေးကိုလှမ်းပြောပြပါတယ်ကောင်မလေးလည်းငွေပြောတဲ့အတိုင်းပဲအဲ့ဒီလူကြီးကိုလမ်းညွှန်ပေးလိုက်တယ်အဲ့ဒီလူကြီးပြန်တော့မဲ့အချိန်မှာပဲကောင်မလေးကသူ့လက်ကိုဆွဲထားပြီးပတ်စံနှဲငယ်လောက်ချေးပေးဖို့တောင်းပန်ပါတော့တယ်အကြောင်းကတော့ကွယ်လွန်သွားတဲ့မိခင်ဖြစ်သူအတွက်ခေါင်းတလားဝယ်ပြီးတကြိုပေးခြင်းလို့ပါပတ်စံကိုလည်းလေလွင့်ပလင်းခွန်တွေလိုက်ကောက်ရောင်းပြီးရတဲ့အခါချက်ချင်းပြန်ဆက်ပါမယ်လို့ကတိပေးရှာပါတယ်သူမရဲ့မိခင်ကကားပေါ်မှာအသက်ပြောက်သွားခဲ့တာဖြစ်ပြီးဖခင်ဖြစ်သူကတော့အစောကြီးကလေးကဆုံးပါသွားခဲ့တာပါတကယ်တော့ဖခင်ဖြစ်သူခြံထားခဲ့တဲ့စီးစိမ်ဥစ္စာအလုံးကိုလောဘကြီးတဲ့ဒေါ်လေးဖြစ်သူမိသားစုကမတရားမောင်းပိုင်စီးသွားခဲ့ကြတာပါအဲ့ဒါကြောင့်ပဲအမေဖြစ်သူနေမကောင်းဖြစ်ချိန်မှာဆေးမကုနိုင်ပဲဆုံးပါသွားခဲ့ရတာဖြစ်ပါတယ်အမေကဖခင်ဖြစ်သူရဲ့အမွေတွေကိုပြန်တောင်းဖို့စူးစမ်းခဲ့တုန်းကလည်းဒေါ်လေးဖြစ်သူကလူသူမရှိတဲ့တောကန်နာရထဲမှာအစဖြောက်ပြီးရက်ရက်ဆက်ဆက်ပစ်ထားခဲ့တာဖြစ်ပါတယ်ကောင်မလေးရဲ့တနာစရာဘဝအမှန်ကိုသိသွားတဲ့အခါလူကြီးကစိတ်မကောင်းဖြစ်ပြီးအမေဖြစ်သူရဲ့ဇာပနာကိုတိတိကျကျကူညီပေးမယ်လို့ကတိပေးလိုက်ပါတယ်ပြီးတော့ကောင်မလေးကိုမင်းဘလို့ဖဲပြအယောင်မျိုးကိုကြိုက်လဲလို့မေးပါတယ်တကယ်တော့အဲ့ဒီလူကြီးကလိမ္မာရေးချရှိတဲ့ကောင်မလေးတွေကိုသဘောကျတတ်ပြီးသူ့မှာလည်းသားသမီးမရှိတာကြောင့်ကောင်မလေးကိုသမီးအဖြစ်မွေးစားဖို့စိတ်ကူးမိသွားတာပါသူမကိုပန်းရောင်အိတ်ကြီးတစ်အိတ်ထဲထည့်ပြီးပခုံးထန်းကအိမ်ပြန်ခေါ်လာတဲ့အခါအိမ်ကညီငယ်နှစ်ယောက်ကသူတို့အကိုကြီးခီးကနေအမိုက်တွေကောက်လာတယ်လို့ပဲထင်နေကြတာဒါပေမဲ့အိတ်ကိုလည်းဖွင့်လိုက်ရောအထက်ကကောင်မလေးကိုမြင်ပြီးညီကိုတွေအကုန်စွန့်ကုန်ကြတာပေါ့ညီငယ်တယောက်ကလူကုန်ကူးလာတာလားဆိုပြီးတန်တရားဝင်လို့မေးလိုက်တဲ့အခါအကိုကြီးကဒေါသထွက်ပြီးပါဇက်ပိတ်ထားဖို့ပြောကကောင်မလေးရဲ့တနာစရာဇက်ကြောင်းကိုရှင်းပြလိုက်ရပါတယ်ဇက်ကြောင်းကိုကြားရတဲ့အခါညီငယ်နှစ်ယောက်လည်းတနာသွားကြပါတယ်အဲ့ဒီအချိန်မှာပဲအဖွားအိုကဒေါသကြီးနဲ့အထဲကိုဝင်လာပြီးလက်ထဲကတမျက်စိနဲ့နမောနမဲနိုင်တဲ့သားတွေကိုရိုက်ဖို့ပြင်ပါတော့တယ်အဖွားကနှစ်ပေါင်းများစွာမြင်းမလေးတယောက်လိုချင်နေခဲ့တာပါသားတွေကလည်းအိမ်အောင်ပြုဖို့စိတ်မကူကြပဲအပြင်ကကလေးတယောက်ခေါ်လာပြီးအဖွားကိုလှည့်စားတယ်လို့ထင်ပြီးဆုံးမဖို့လုပ်တာဖြစ်ပါတယ်အဖွားကတမျက်စိနဲ့ရွေလိုက်တဲ့အချိန်မှာပဲကောင်မလေးကအဖွားလို့နှုတ်ကနေခေါ်လိုက်တဲ့အတွက်အဖွားကိုရဲ့စိတ်တွေအေးပြောသွားပြီးစိတ်ဆိုးတာတွေပါအကုန်ပြောက်သွားပါတော့တယ်ကောင်မလေးရောက်လာတာဟာသူမရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးလိုက်တယ်လို့ခံစားရတာကြောင့်ဒီနေ့ကစပြီးဒီကောင်မလေးဟာငါရဲ့မြေရင်ပဲဘသူကမှသူ့ကိုနှိပ်စက်ဖို့မကြံစီနဲ့ခွင့်မလုပ်ဘူးလို့ချက်ချင်းကြေညာလိုက်ပါတော့တယ်ခိုးလုံရသွားတဲ့နောက်မှာတော့ကောင်မလေးကမိဘတွေခြံထားခဲ့တဲ့ပိုင်ဆိုင်မှုတွေကိုပြန်သွားယူဖို့စဉ်းစားပါတယ်လူကြီးကတော့ကောင်မလေးတယောက်တည်းအနေနဲ့ဖြစ်မှာစိုးရိမ်တာကြောင့်ဒုတိယညီနဲ့တတိယညီတို့ကိုပါခေါ်ပြီးကောင်မလေးရဲ့အိမ်ဟောင်းစီအတူတူလိုက်သွားပေးခဲ့ပါတယ်အိမ်ထဲမှာမိဘတွေရဲ့တပ်ပုံကိုမြင်လိုက်ရတဲ့အခါကောင်မလေးကများစိတ်မကောင်းဖြစ်ပြီးဝမ်းနဲ့ပက်လက်ငိုပါတော့တယ်လူကြီးကအခြေအနေကိုမြင်ပြီးဒီနေ့ကစပြီးတို့အိမ်ဟာမင်းရဲ့အိမ်ပဲမင်းမတို့တမိသားစုလုံးရှိတယ်ဘယ်တော့မှမထီးကျန်စေရဘူးလို့နှစ်သိမ့်ပေးရှာပါတယ်အဲ့ဒီအချိန်မှာပဲလေးလွင့်ကြောင်တကောင်အိမ်ထဲကိုဝုန်းကလေးပြေးဝင်လာပြီးအန်ရရှိတဲ့အမြန်ပြေးတော်လို့တတိပေးပါတယ်ကောင်မလေးဟာကြောင်ပြောတဲ့စကားကိုပါအတိုင်းသားနားလည်နေတာကြောင့်အံ့ဩသွားပြီးငွေကိုက်ခံရတော့ကအကြောင်းကိုတတိယကမိမိရဲ့စွမ်းအားတွေတကယ်နိုးထလာပြီးဆိုတာသဘောပေါက်သွားပါတယ်ဒါပေမဲ့လူကြီးကတော့ကောင်မလေးဖျားပြီးရောက်နေတယ်လို့ပဲထင်နေတာပါကြောင်လေးကဆက်ပြီးရက်ပေါင်းများစွာကလေးကချောင်းမြောင်းနေတဲ့အန်ရရှိတဲ့ဝရမ်းပြေးလူသက်သမားတယောက်တကားဝမှာရောက်နေပြီလို့တတိပေးတဲ့အတွက်ကောင်မလေးကြောက်လန့်တကြားနဲ့လူကြီးကိုအတင်းဆွဲပြီးထွက်ပြေးဖို့လုပ်ပါတယ်လူကြီးကသူမကိုတားလိုက်ပြီးတကားအပြင်ကညီနှစ်ယောက်ကိုအထဲဝင်လာဖို့လှမ်းခေါ်လိုက်တယ်ညီနှစ်ယောက်လည်းချက်ချင်းအထဲကိုပြေးဝင်လာကြပေမဲ့အထဲမှာတော့ဘယ်ဝရမ်းပြေးမှရှိမနေပါဘူးလူကြီးကတော့သူ့လက်ထဲကကြောင်လေးကိုပဲကြည့်ပြီးစွန့်အိမ်ထားတဲ့အတွက်ညီနှစ်ယောက်လည်းကြောင်သွားကြတာပေါ့ကောင်မလေးကတော့အခွင့်အရေးကိုမြင်တာနဲ့တကားကိုချက်ခနဲ့ပိတ်လိုက်ပြီးလူကြီးရဲ့လက်ကိုတင်းတင်းဆွဲကသူမလိန်ပြောနေတာမဟုတ်ဘူးလို့ကရုံကရင်နဲ့ပြောလိုက်ပါတော့တယ်